သတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေ။နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါ။ကိုလံဘီယာမှာဖြစ်ပွားခဲ့တဲ့ highway ဘုံပေါက်ဝဲမှုကြောင့်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ကိုလံဘီယာနိုင်ငံတွင်းမှာရှိတဲ့လမ်းမကြီးတစ်ခုမှာမကြသေးခင်ကပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့အနည်းဆုံးလူ14ဦးသေဆုံးခဲ့တယ်လို့သက်ဆိုင်ရာအာဏာပိုင်တွေကအတည်ပြုထားပါတယ်။ဖြစ်ပွားခဲ့တဲ့နေရာကတော့စီးရဲရရေးပါသလိုစီးပွားရေးအတွက်လည်းရေးပါတဲ့လမ်းမကြီးတစ်ခုမှာအကြမ်းဖက်တွေကလမ်းမကြီးတစ်လျှောက်လုံးကိုကားပုံဒါမှမဟုတ်အဝေးထိန်ပေါက်ကွဲစနစ်အသုံးပြုပြီးတော့တိုက်ခတ်ခဲ့တယ်လို့ယူဆရပါတယ်။ယခုဖြစ်တဲ့အတွင်းမှာကားတွေပျက်စီးသွားခြင်းနဲ့အတူလူအမြောက်အများဒဏ်ရာရှိခဲ့ပြီးတော့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းချက်ချင်းပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။ယခုဖြစ်ရကတခုတည်းသောတိုက်ခတ်မှုမဟုတ်ဘဲနဲ့လက်ရှိကိုလံဘီယာနိုင်ငံအတွင်းမှာ Wave for Attack လို့ခေါ်တဲ့တိုက်ခတ်မှုတွေစတိုက်ဖြစ်ပွားနေတဲ့အခြေအနေမှာပါဝင်နေပါတယ်။လုံခြုံရေးအဖွဲ့တွေရဲ့အဆိုအရတော့အခုလိုမျိုးတိုက်ခိုက်မှုမှာကိုလံဘီယာနိုင်ငံရဲ့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ National Liberation Army ELN ဒါမှမဟုတ်အခြားလက်နက်ကိုင်အဖွဲ့တွေပါဝင်နိုင်ကြောင်းလည်းခန့်မှန်းထားပါတယ်။ဒါပေမဲ့တာဝန်ရှိတဲ့လူတွေကတော့တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။အစိုးရဘက်ကလည်းလုံခြုံရေးအင်အားတွေကိုတိုးမြှင့်ထားပြီးတော့အရေးကြီးတဲ့လမ်းကြောင်းတွေကိုစစ်ဆေးမှုတွေတင်းကျပ်ထားကြောင်းလည်းသိရပါတယ်။ယခုချိန်တွေကိုသုံးသပ်ရမယ်ဆိုရင်တော့အခုဖြစ်ပျက်ဟာလက်ရှိအချိန်မှာတည်ငြိမ်လာတဲ့လုံခြုံရေးအခြေအနေကိုပြန်လည်တင်းမာစေနိုင်တဲ့အချက်တစ်ခုဖြစ်နိုင်ပါတယ်။နောက်ထပ်တိုက်ခိုက်မှုတွေလည်းဖြစ်ပွားနိုင်တယ်လို့ကျွမ်းကျင်သူတွေကသတိပေးထားတယ်လို့သိရပါတယ်ခင်ဗျာ။ယခုလိုမျိုးနောက်ဆုံးရသတင်းစုံလင်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ။